ပြုတ်ဝက်ဆန်းကျဲစွာတေဆုံးသွားခဲ့တဲ့ကျောင်းသူတဦးဟာလက်စားချေလိုတဲ့နတ်ဆိုးတင်မတ်နေအဖြစ်ပြန်လည်ရှင်သန်လာတဲ့အကြောင်းရိုက်ကူးထားတဲ့တရေကားတကားဖြစ်ပါတယ်။ဇလန်းအစဇလန်းကိုထူထပ်တဲ့မြူနင်းတွေဖုံးလွှမ်းနေတဲ့မှောင်မဲတဲ့တောနက်ကြီးထဲမှာစတင်ထားပါတယ်။ထိုနေရာမှာပယောဂဆရာရှင်မန်တဦးဟာညီသူမိဝါမှန်းမသိရတဲ့လူတစ်ယောက်နဲ့အတူနတ်ဆိုးပင်ဖိတ်တဲ့ရိုးရာဓလေ့တစ်ခုကိုပြုလုပ်နေပါတယ်။သူတို့ဟာငွေနဲ့ကင်းချေများတွေကိုအသုံးပြုပြီးမကောင်းဆိုးဝါးစွမ်းရည်တွေပါဝင်တဲ့ကျိန်စာသည့်အဆောင်တစ်ခုကိုဖန်တီးခဲ့ကြပါတယ်။ထို့နောက်ပယောဂဆရာကတေဆုံးသွားတဲ့သူတစ်ယောက်ကိုမင်းတကယ်ပဲပြန်ရှင်းစေချင်တာလားလို့မေးမြန်းခဲ့ပါတယ်။လွန်ခဲ့သောတစ်ပတ်ကဇလန်းဟာလွန်ခဲ့တဲ့တစ်ပတ်ကအထက်တန်းကျောင်းတစ်ကျောင်းရဲ့အခြေအနေကိုပြန်ပြောင်းပြထားပါတယ်။ကျောင်းမှာအမျိုးသမီးဗော်လီဘောပြိုင်ပွဲကျင်းပနေပြီးထူးချွန်တဲ့ကျောင်းသူတွေပါဝင်ရှင်ပြိုင်နေကြပါတယ်။ကုသဘာပတ်စပါသူမဟာအသင်းကောင်းဆောင်ဖြစ်ပြီးသူမရဲ့အသင်းကပဲပွဲစဉ်မှာအနိုင်ရရှိသွားပါတယ်။သူမ၏စရိုက်ကုသဘာဟာကွင်းထဲမှာရောအပြင်မှာပါပြတ်သားပြီးကြောက်စရာကောင်းတဲ့သူတစ်ယောက်ပါသူမဟာကျောင်းမှာအားလုံးကကြောက်ရတဲ့ကျောင်းသူတဦးလည်းဖြစ်ပါတယ်။